Okay ဒါဆိုရင်တော့ဒီမှာကျွန်တော်တို့ငွေလွှဲလို့ပြီးသွားပြီဖြစ်ပါတယ်ခင်ဗျာ Okay ဒါဆိုရင်ဒီဘောကကြည့်ပါနော်ကျွန်တော်ရန် KBZ ပေးကော်လေးထက်ကိုကလည်း Noti link ကတော့ချက်ချင်းရောက်လာတာဖြစ်ပါတယ်ခင်ဗျာအခုထူမန်နင်းကနေကျွန်တော်တို့မြန်မာနိုင်ငံ KBZ ဘဏ် KB ကိုဓာတ်ရိုင်းငွေလွှဲလို့ရနေပြီဆိုတာကိုလူတော်တော်များများလည်းတင်းနှင်းလို့ပြီလို့ထင်ပါတယ်နော်ကျွန်တော်ရန်ဘလာသားတို့မေဆေတို့နဲ့တူတူထူမန်နင်းကနေကျွန်တော်တို့မြန်မာနိုင်ငံ KB ကိုဘယ်လိုမျိုးငွေလွှဲလို့ရလဲနောက်ပြီးတော့ကျွန်တော်တို့ WhatsApp ခါကတော့ဘယ်လိုမျိုးပေးရလဲဆိုတာကိုကျွန်တော်ရန်ဘလာသားတို့မေဆေတို့နဲ့တူတူအခုထူမန်နင်းကနေ KB ကိုလက်တွဲငွေလွှဲကြည့်ကြပါမယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ရထူမန်နင်းကောက်လေးထက်ကိုတစ်ချက်ဝင်လိုက်ပါမယ်နော်โอเคကျွန်တော်ရထူမန်နင်းကောက်လေးထက်ကိုရောက်လာပြီးဆိုရင်တော့ဒီနေရာမှာကျွန်တော်တို့ငွေလွှဲဖို့အတွက်ဒီနေရာမှာ Transfer to မြန်မာဆိုတဲ့ကောက်ကိုဒီကောက်လေးကိုတစ်ချက်နှိပ်လိုက်ပါနော်โอเคဒါဆိုရင်ဒီ Transfer to မြန်မာဆိုတဲ့နေရာမှာထူမန်နင်းကနေကျွန်တော်တို့မြန်မာပြည်ကိုငွေလွှဲလို့ရတဲ့ကောက်တွေကတော့တယောက်က KBZ Pay နောက်ပြီးတော့ KBZ ဘဏ်ဒီမှာကျွန်တော်တို့ထူမန်နင်း site ထုတ်တွေနဲ့ကျွန်တော်တို့ငွေလွှဲလို့ရတာပဲဖြစ်ပါတယ်ခင်ဗျာအခုကတော့ကျွန်တော်တို့ KBZ Pay ကိုထူမန်နင်းကနေငွေလွှဲကြည့်မှာဖြစ်တဲ့အတွက်ကြောင့်ဒီဘောက KBZ Pay ဆိုတဲ့ကောက်ကိုဒီကောက်လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်โอเคဒါဆိုရင်တော့ဒီလိုမျိုးပေါ်လာမှာဖြစ်ပါတယ်ခင်ဗျာဒီအောက်က rate ဆိုတဲ့နေရာမှာကြတော့ဒီမှာကျွန်တော်တို့ငွေဈေးကိုလာကြည့်လို့ရတာဖြစ်ပါတယ်နော်နောက်ပြီးတော့ဒီအောက်က fee ဆိုတဲ့နေရာမှာကြတော့ဒီနေရာမှာကျွန်တော်တို့ငွေတစ်ခါလွှဲတဲ့ဆိုရင်တော့ဒီမှာ WhatsApp ခါကတော့ဗာနေဆက်ပေးရမယ်လို့ပြောတာဖြစ်ပါတယ်နော်ကျွန်တော်တို့ထူမန်နင်းကနေ KB ကိုငွေလွှဲမယ်ဆိုရင်တော့အနည်းဆုံးကတော့ကျွန်တော်တို့ပတ်တရားကနေအများဆုံးကတော့ဘာ3000ထင်ကျွန်တော်တို့ငွေလွှဲလို့ရတာဖြစ်ပါတယ်နော်โอเคဒါဆိုရင်ကျွန်တော်ကတော့ဒီနေရာမှာစားနေနဲ့လွှဲမှာဖြစ်တဲ့အတွက်ကြောင့်အရင်ဆုံးကျွန်တော်ပတ်တရားကိုစမ်းပြီးလွှဲကြည့်မှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ဒီအောက်ကကျွန်တော် type up ဆိုတဲ့နေရာမှာပတ်တရားလို့တစ်ချက်ထည့်ကြည့်ပါမယ်โอเคဒါဆိုရင်ဒီမှာကျွန်တော်တို့ type up ပတ်တရားကိုဒီပေါ်က AMK ကတော့1000နဲ့2000နဲ့659ပါရတာဖြစ်ပါတယ်နော်โอเคဒီနေရာမှာကျွန်တော်တို့ငွေလွှဲမှန်မို့လေးကိုထည့်လို့ပြီးပြီးဆိုရင်တော့ဒီအောက်ကအဝါရောက်လေးနဲ့ nip ဆိုတဲ့ကောက်ကိုဒီကောက်လေးကိုတစ်ချက်ထည့်နေပါမယ်โอเค another set as slider information ဆိုတဲ့ဒီနေရာလေးမှာကြတော့ကျွန်တော်တို့ငွေလွှဲမဲ့သူရဲ့လေးစားလေးကိုဖြည့်ပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီနေရာမှာလေးစားဖြည့်တဲ့အချိန်မှာအင်္ဂလိပ်ဘာသာစကားနဲ့ပဲဖြည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒီလေးစားလေးကတော့ကျွန်တော်တို့ပါတမဆိုငွေလွှဲတဲ့တစ်ခါပဲဖြည့်ပေးရမှာပဲဖြစ်ပါတယ်နော်ဒီမှာသူပြပြပေးထားတာဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ဒီမှာကျွန်တော်တို့နေတဲ့ဆောက်အုံးအမည်နဲ့လိုင်းအမည်လေးကိုဒီပေါ်မှာဖြည့်ပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာအနောက်တစ်ဆင့်ကတော့ဒီအောက်ကကျွန်တော်တို့နေထိုင်တဲ့ရွာမြို့နဲ့နောက်ပြီးတော့ postcode ဆိုတာကတော့စာတိုင်နံပါတ်ကိုပြောတာဖြစ်ပါတယ်နော်ဒီကောက်လေးကတော့ကျွန်တော်တို့ကိုယ်တိုင်ဖြည့်ရမလို့ပါဘူးဒီနေရာမှာဒီလက်က SAS info ဆိုတဲ့ကောက်ကိုဒီကောက်လေးကိုနှိပ်ပြီးကျွန်တော်တို့နေထိုင်တဲ့နေရာရဲ့လိပ်စာလေးကိုဒီမှာလာရွေးလို့ရတာဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ဒီနေရာမှာကျွန်တော်လိပ်စာလေးတွေကိုတစ်ချမ်းဖြည့်လိုက်ပါမယ်ခင်ဗျာโอเคဒီနေရာမှာကျွန်တော်တို့နေထိုင်တဲ့လိပ်စာလေးကိုဖြည့်လို့ပြီးဆိုရင်တော့ဒီအောက်က secure or income ဆိုတဲ့နေရာမှာကြတော့ဒီနေရာမှာကျွန်တော်တို့ငွေလဲချင်းတဲ့ရည်ရွယ်ချက်လေးကိုရွေးချင်းနေဆိုရင်လည်းဒီမှာကျွန်တော်တို့လာရွေးလို့ရတာဖြစ်ပါတယ်နော်โอเคဒီနေရာမှာကျွန်တော်ကတော့ဒီဘောက salary ဆိုတဲ့ကောက်ကိုရွေးလိုက်ပါမယ် salary or wage ဆိုတဲ့ကောက်ကိုဒီကောက်လေးကိုရွေးလိုက်ပါမယ်โอเคဒီနေရာမှာကျွန်တော်တို့ငွေလဲမဲ့သူရဲ့လိပ်စာလေးကိုဖြည့်လို့ပြီးဆိုရင်တော့ဒီအောက်ကအဝါရောက်လေးနဲ့ nip ဆိုတဲ့ကောက်ကိုဒီကောက်လေးကိုတစ်ချက်ထည့်နေကြည့်ပါမယ်โอเคဒါဆိုရင်တော့အနောက်တက်ဆက် as Rivenka information ဆိုတဲ့ဒီနေရာလေးကိုရောက်လာတာဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာကျွန်တော်တို့ငွေလဲမဲ့ KBZ ပေးကောက်ရဲ့ channel လေးတွေကိုကျွန်တော်တို့ဒီနေရာမှာဖြည့်ရမှာပဲဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဒီဘောကကျွန်တော်တို့ mobile ဆိုတဲ့နေရာမှာကြတော့ဒီနေရာမှာကျွန်တော်တို့ငွေလဲမဲ့ KBZ ပေးရဲ့ဖုန်းနံပါတ်ဆက်တဲ့လို့ကိုဒီမှာကျွန်တော်တို့ဖြည့်ပေးရမှာဖြစ်ပါတယ်နော်โอเคနောက်ပြီးတော့ဒီအောက်ကကျွန်တော်တို့ Rivenka full name ဆိုတဲ့နေရာမှာကြတော့ကျွန်တော်တို့ဖုန်းနံပါတ်ဖြည့်လိုက်တာနဲ့ KBZ ပေးကောက်ရဲ့ normal ကတော့ automation ပေါ်တယ်လို့ပြောတာဖြစ်ပါတယ်ဒါဆိုရင်ဒီနေရာမှာကျွန်တော်ငွေလွှဲမဲ့ KBZ ပေးရဖုန်းနံပါတ်လေးကိုတစ်ချက်ထည့်ကြည့်ပါမယ်โอเคဒါဆိုရင်ဒီမှာကျွန်တော်ရဲ့ KBZ ပေးရဖုန်းနံပါတ်လေးကိုထည့်လိုက်တဲ့အချိန်မှာအကောင့် no phone လို့ပေါ်တာဖြစ်ပါတယ်เนาะကျွန်တော်ရဲ့အကောင့်ကိုရှားလို့မတွေ့ဘူးလို့ပြောတာဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်ဒီရှေ့က0လေးတစ်ချက်ကိုဖြတ်လိုက်ပါမယ်ကျွန်တော်ဒီနေရာမှာဖုန်းနံပါတ်ဆက်တယ်လို့ဇလို့ထည့်လိုက်တာဖြစ်ပါတယ်ခင်ဗျာ0လေးတစ်ချက်ဖြတ်လိုက်ပါတယ်โอเคဒါဆိုရင်တော့ဒီမှာပေါ်လာပြီးဖြစ်ပါတယ်ခင်ဗျာဒီမှာ Rebecca full name ဆိုတဲ့နေရာမှာကျွန်တော်ရဲ့ကောက်လေးကတော့ပေါ်လာပြီးဖြစ်ပါတယ်ကျွန်တော်တို့ဒီနေရာမှာဒီဘောက KBZ ပေးရဖုန်းနံပါတ်ကိုထည့်တဲ့အချိန်မှာကျွန်တော်တို့ဒီရှေ့က0လေးကိုဖြုတ်ပေးရတာဖြစ်ပါတယ်เนาะ0လေးကိုကျွန်တော်တို့ကထည့်စရာမလိုပါဘူး0လေးဖြုတ်ပေးမှာဒီမှာကျွန်တော်တို့ငွေလဲမဲ့ကောက်ရဲ့နေပါတစ်ခါတည်းပေါ်လာတာဖြစ်ပါတယ်နောက်ပြီးတော့ဒီအောက်ကကျွန်တော်တို့လိပ်စာလေးကိုဖြည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာလိပ်စာလေးကတော့ကျွန်တော်တို့အတည်အကျမဲ့ဖြည့်ရင်းလဲရတာဖြစ်ပါတယ်เนาะဒီကတော့ကျွန်တော်တို့ဒီဘောကငွေလဲမဲ့ KBZ ပေးရဖုန်းနံပါတ်လေးကဒီကဖြစ်ပါတယ်ခင်ဗျာဒီအောက်ကကျွန်တော်တို့လိပ်စာလေးတွေဖြည့်တော့အတည်အကျမဟုတ်ရင်တော့ဒီဘောကကျွန်တော်တို့ငွေလဲမဲ့ KBZ ပေးရဖုန်းနံပါတ်လေးကမှန်ပြီဆိုရင်တော့ကျွန်တော်တို့ကစာပြီးငွေကတော့လွှဲတာကတော့ရောက်မှာဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ဒီအောက်ကကျွန်တော်ငွေလဲမဲ့လိပ်စာလေးတွေကိုကျွန်တော်တစ်ချမ်းဖြည့်လိုက်ပါမယ်เนาะဒီနေရာမှာကျွန်တော်တို့ငွေလက်ခမ်းမဲ့သူရဲ့လိပ်စာလေးကိုဖြည့်ပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာโอเคဒီမှာကျွန်တော်တို့ငွေလက်ခမ်းမဲ့သူရဲ့လိပ်စာလေးကိုဒီအောက်ကကျွန်တော်တစ်ချက်ဖြည့်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့လိပ်စာလေးမဖြည့်ရင်တော့ဒီအောက်က name ဆိုတဲ့ဒီ crow လေးကိုနှိပ်လို့ရမရဆိုတော့ကျွန်တော်တို့စမ်းကြည့်မှာဖြစ်ပါတယ်
ပါတယ်ခင်ဗျာဒီအောက်က nip ဆိုတဲ့ဒီကောင်လေးကတော့ပေါ်နေတာဖြစ်ပါတယ်နော်ဒါဆိုရင်ကျွန်တော်ဒီအောက်က wire လေးနဲ့ nip ဆိုတဲ့ကောင်ကိုဒီကောင်လေးကိုတစ်ချက်ထည့်နေပါမယ် but ဒါဆိုရင်တော့ဒီမှာကျွန်တော်တို့ဒီပေါ်ကငွေလက်ခမ်းမဲ့သူရဲ့လေးစားလေးကိုမဖြီးပန်းနဲ့ကျွန်တော်တို့ကဒီနေရာမှာငွေလွှဲလို့မရတာဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ဒီနေရာမှာကျွန်တော်ငွေလဲမဲ့လေးစားလေးကိုတစ်ချက်ဖြီးလိုက်ပါမယ်ဒီနေရာမှာလေးစားလေးဖြီးတာကလည်းလွယ်လွယ်လေးပါပဲเนาะကျွန်တော်တို့ဒီနေရာမှာငွေလဲမဲ့လေးစားလေးကိုအင်္ဂလိပ်ဘာသာစကားနဲ့ဖြီးပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဒီနေရာမှာကျွန်တော်ငွေလဲမဲ့လေးစားလေးတွေကိုတစ်ချက်ဖြီးလိုက်ပါမယ်โอเคဒီမှာကျတော့ကျွန်တော်တို့ကကိုယ်တိုင်ဖြီးသေးရမလို့ပါဘူးเนาะကျွန်တော်တို့ကရွေးပေးရိုးပါပဲဒါဆိုရင်ကျွန်တော်ဒီနေရာလေးမှာတစ်ချက်ဖြီးလိုက်ပါမယ်ကျွန်တော်ကတော့တနင်္သာရီဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာတနင်္သာရီကိုရွေးလိုက်ပါမယ်နောက်ပြီးတော့တနင်္သာရီကိုရွေးလို့ပြီးဆိုရင်တော့လောက်လုံးโอเคလောက်လုံးတစ်ချက်ရွေးလိုက်ပါမယ်โอเคဒါဆိုရင်တော့ဒီမှာကျွန်တော်တို့လေးစားလေးတွေကတော့ဖြီလို့ပြီးဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာဒီအောက်ကကျွန်တော်တို့ ਨੇ ပတ်သက်တဲ့ကြော်ရလေးကိုရွေးပေးလိုက်ရောပါပဲကျွန်တော်ကတော့ဒီအပေါ်က family ဆိုတဲ့ကောက်တစ်ချက်ရွေးလိုက်ပါမယ်နောက်ပြီးတော့ဒီအောက်ကကျွန်တော်တို့ propose or transaction ဒီနေရာမှာကျွန်တော်တို့ငွေလွှဲချင်းတဲ့ရည်ရွယ်ချက်လေးကိုဒီအောက်ကလောက်ရွေးပေးရမှာဖြစ်ပါတယ်ဒီနေရာလေးမှာလည်း family ကိုရွေးလိုက်မှာဖြစ်ပါတယ်ခင်ဗျာလေးစားလေးတွေကိုကတော့ကျွန်တော်တို့ကြိုက်တဲ့လို့ဖြီလို့ရတာဖြစ်ပါတယ်နော်ဒါဆိုရင်ဒီအပေါ်ဆုံးကကျွန်တော် home number လေးကိုရှော့ဖြီလိုက်တာဖြစ်ပါတယ်ဒီအောက်ကကျွန်တော်တို့ memo ဆိုတဲ့ဒီကောက်လေးကိုကတော့ခြာထားခဲ့လို့ရတာဖြစ်ပါတယ်ဒီကောက်လေးကတော့ပါမှာမဟုတ်ပါဘူးနော်โอเคဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ငွေလဲမဲ့ KB ကောက်ရဖုန်းနံပါတ်နဲ့လေးစားလေးတွေကိုဖြီလို့ပြီးဆိုရင်တော့ဒီအောက်က nip ဆိုတဲ့ကောက်ကိုဒီကောက်လေးကိုတစ်ချက်ထည့်နေကြည့်ပါမယ်but okay ဒါဆိုရင်တော့ဒီမှာကျွန်တော်တို့အနောက်ဆုံးစိတ်ကိုရရှိလာပြီဖြစ်ပါတယ်ခင်ဗျာ coffin traffer detail ပါနော်ဒီနေရာမှာကျတော့ကျွန်တော်တို့ငွေလဲမဲ့သူရဲ့ channel လေးတွေကိုဆက်ပေးရမှာဖြစ်ပါတယ် okay ဒါဆိုရင်ဒီနေရာမှာကျွန်တော် 2 manning ကနေ KBZ ဘေးကောငွေလွှဲဖို့ဒီအောက်က KBZ ဘေးကောကလည်းဒီမှာကျွန်တော်ရနာမီလေးနဲ့မှာပြီးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီနေရာမှာစပြီးငွေလွှဲလို့ရပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ 2 manning ကနေ KBZ ဘေးကောငွေလွှဲတဲ့ဆိုရင်တော့ဒီမှာ fee WhatsApp ကတော့ကျွန်တော်တို့ဘာနေဆက်ပေးရတာဖြစ်ပါတယ်နော်ကျွန်တော်ဒီနေရာမှာဗတ်တရားဖို့လွှဲတာဒီမှာဒုတိယအောက်က total amount ဆိုတဲ့နေရာမှာကျတော့ဗတ်တရားနဲ့နေဆက်ပေးရတာဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ငွေလမ်းမဖြစ်တဲ့အတွက်ကြောင့်ဒီပေါ်လေးကိုဆွဲထည့်လိုက်ပါမယ် BND အောက်က wire လေးနဲ့ confirm ဆိုတဲ့ကောက်ကိုဒီကောက်လေးကိုတစ်ချက်ထည့်နေကြည့်ပါမယ်โอเค and now that's it confirm transfer ဒီနေရာမှာကျတော့ကျွန်တော်တို့ငွေပေးချေရမှာဖြစ်ပါတယ်ခင်ဗျာဒီအောက်က transfer ဗတ်တရားနဲ့ဆက်ကိုတစ်ချက်နှိပ်လိုက်ပါမယ်but okay ဒါဆိုရင်တော့ဒီမှာကျွန်တော်တို့ငွေလွှဲလို့ပြီးသွားပြီဖြစ်ပါတယ်ခင်ဗျာ okay ဒါဆိုရင်ဒီပေါ်ကကြည့်ပါနော်ကျွန်တော်ရန် KBZ ပေးကော်လေးထက်ကိုကလည်း noti link ကတော့ချက်ချင်းရောက်လာတာဖြစ်ပါတယ်ခင်ဗျာ okay ဒါဆိုရင်ဒီမှာကြည့်ပါကျွန်တော်ရန် KBZ ပေးကော်လေးထက်ကို noti link ကတော့ချက်ချင်းရောက်လာတာဖြစ်ပါတယ်နော်ကျွန်တော်ဒီမှာ 2 manning ကနေ KBZ ပေးကောဗတ်တရားဖို့လွှဲလိုက်တာကတော့ကျွန်တော်တို့ MMK ကတော့12659ကျန်ရတာဖြစ်ပါတယ်ခင်ဗျာ okay ဒါဆိုရင်ဒီနေရာမှာကျွန်တော်ငွေလွှဲလို့ပြီးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရ KBZ ပေးကော်လေးထက်ကိုငွေကတော့တကယ်ရောက်မရောက်ဆိုတာကျွန်တော်တွားကြည့်ပြပေးမှာဖြစ်ပါတယ်ဒီမှာကြည့်ပါနော်ကျွန်တော်ရဲ့ KBZ ပေးကောက်လေးထက်ကိုကလည်း noti လေးကတော့တခုရောင်းနေတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ KBZ ပေးကောက်လေးတက်ကိုတစ်ချက်ဝင်ကြည့်ပြပေးပါမယ် but ဒါဆိုရင်ဒီမှာကြည့်ပါဒီဘောကကျွန်တော်ရဲ့ KBZ ပေးကောက်လေးထက်ကိုကတော့ငွေကတော့ရော်လာပြီးဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာကျွန်တော်မှတ်သားဆုံးတဲ့ဒီနေရာလေးမှာတစ်ချက်တွားကြည့်ပြပေးမှာဖြစ်ပါတယ်ဒီဘောကကြည့်ပါနော်ပြပငွေလွှမ်းဒီမှာ12659ပါကလည်းကျွန်တော်ရဲ့ KBZ ပေးကောက်လေးတက်ကိုချက်ချင်းရောက်လာတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ငွေလွှမ်းတာကလည်းအရန်များတာဖြစ်ပါတယ်နော်โอเคဒါဆိုရင်ဒီမှာကြည့်ပါနော်ပေးဖို့သူဆိုတဲ့နေရာမှာကျွန်တော် 2 manning ကနေငွေလွှဲလိုက်တာဒီမှာမြန်မာငွေ12659ပါကတော့ချက်ချင်းရောက်လာတာဖြစ်ပါတယ်ခင်ဗျာဝါကျွန်တော်တို့ 2 manning ကနေ KBZ ပေးကိုငွေလွှဲတာကလည်းအရန်များတာဖြစ်ပါတယ်နော်အခုလွှမ်းအခုချက်ချင်းတော့ရောက်တာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီနေရာမှာ WhatsApp ခေါ်လင်းကတော့ဗန်နေဆက်ပဲပေးရတာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့အများကြီးလွယ်တယ်ဆိုရင်တော့ဈေးကတော့တားတယ်လို့ပြောလို့ရတာဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ထိုင်းရောက်နေတဲ့ကျွန်တော်ရန် blabber တို့ message တို့ 2 manning ကနေကျွန်တော်တို့မြန်မာနိုင်ငံကိုခြေတို့တွင်ဒီလိုမျိုးငွေလွှမ်းလို့ရပြီဖြစ်ပါတယ်ခင်ဗျာဒီမှာသူရန်ငွေဈေးလင်းကလည်းကျွန်တော်တို့အပြင်းကငွေပေါ်ဈေးတိုင်းဒီပါတော့ရှိတာဖြစ်ပါတယ်ခင်ဗျာငွေဈေးလင်းကလည်းအရန်ကောက်တာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ KBZ ပင်ဘဏ်ကောက်တွေ KP တွေကိုစပြီးလာလွှဲလို့ရပြီဖြစ်ပါတယ်အကဲရွယ် blabber တို့ message တို့မှာ 2 manning ကောက်လေးမရှိသေးဘူးဆိုရင်တော့ကျွန်တော်တို့ 2 manning ကောက်လေးကို passport တကူရှိရောနဲ့ကိုယ်တိုင်ဖွဲ့ပြီးကျွန်တော်တို့ဒီနေရာမှာစပြီးလာလွှဲလို့ရပြီဖြစ်ပါတယ်ခင်ဗျာ 2 manning ကောက်ဖွင့်နေလေးကိုကလည်းကျွန်တော်ဗီဒီယိုရဲ့ description လေးနဲ့ comment လေးမှာလဲချပေးထားခိုင်းမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်တော့ဒီဗီဒီယိုလင်းကတော့ကျွန်တော်ရဲ့ blabber တို့ message တို့တဲ့ကြိုးရှိပါလိမ့်မယ်လို့ယုံကြည်တာဖြစ်ပါတယ်ခင်ဗျာနောက်ဗီဒီယိုလေးတွေမှာထပ်တွေ့ကြပါမယ်နော် bye bye